بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم أما بعد لذا أتى إسلام تدرون ينو مسيحيا كميا إن شاء الله جنو ديني أسيزي ما محرم لا رفته أشوراني لبه نيني بيسرو أشوراني نبتت أجاونا لريكو تنبيا قوما بشباره تيرو أشورا سورة أتيبيكا تسيدو أتيبياတနည်းအားဖြင့်မုဟရမ်လရဲ့စေရက်နေ့ရဲ့ထွတ်မြတ်မှုကိုညီညွတ်ပြီးတော့အာရှူရာနေ့ဆိုပြီးတော့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်ဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟိဝါဆလမ်မဖွင့်ပေါ်ခင်ကလေးကမက္ကာမှာရှိတဲ့မုရှရစ်တွေကဒီအာရှူရာနေ့ကိုတော်တော်လေးအလေးမြတ်ထားကြတယ်ကာဘာကျောင်းတော်ကြီးကကီလာဖ်ကိုတော်မှာသူတို့ကအာရှူရာနေ့ကိုရွေးချယ်ပြီးတော့အဲ့ဒီနေ့မှာလေ့လေကြတယ်ဒီတော့ဒီကနေဘာသိရလဲဆိုရင်တမန်တော်အီဗရာဟင်အလိုင်ဟိစလမ်နဲ့တမန်တော်အစ္စမာအီလ်အလိုင်ဟိစလမ်တို့ကလည်းပဲအာရှူရာနေ့ကိုအလေးမြတ်ထားခဲ့တယ်ဆိုတဲ့စင်ကြံချက်တစ်ခုခုမုရှရစ်တွေစီမှာရှိကောင်းရှိလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့တွေကအာရှူရာနေ့ကိုအလေးမြတ်ဒီလိုထားကြတာဖြစ်ပါလိမ့်မယ်ဒီတော့ဒီကနေနောက်တစ်ချက်သိရတာကအာရှူရာနေ့ဆိုတာကတမန်တော်အီဗရာဟင်အလိုင်ဟိစလမ်ရဲ့ခေတ်အခါမှာတည်းကအာရှူရာနေ့ရဲ့ထွတ်မြတ်မှုကရှိနေပြီးသားဖြစ်ကောင်းဖြစ်လိမ့်မက္ကာမှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ရှိစဉ်ကာလမှာတည်းကတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအာရှူရာနေ့တိုင်းတမန်တော်ရိုဇာထားလိရှိတယ်။သို့ပေမဲ့လည်းပဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကကိုယ်တိုင်ပဲရိုဇာထားတယ်။တခြားသူတွေကိုတော့ရိုဇာထားဖို့အမိန့်မပေးခဲ့မက္ကာမှာတော့ကအဲ့ဒီလိုနဲ့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်မဒီနာရွှေမြို့တော်ကိုဟီဂျရတ်လုပ်သွားတယ်။မဒီနာကိုရောက်ရှိတော့မဒီနာမှာလည်းပဲယဟူဒီတွေရှိတယ်သူတို့တွေမဒီနာမှာနေထိုင်ကြသူတို့လည်းပဲအာရှူရာနေ့ရောက်တဲ့အခါမှာရိုဇာထားတာကိုတွားပြီးတော့တွေ့ရအဲ့ဒီခါကျတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကသူတို့ကိုမေးတယ်အသင်တို့ဘာဖြစ်လို့အာရှူရာနေ့မှာရိုဇာထားတာလဲအဲ့ဒီခါသူတို့ကပြောပြတယ်အာရှူရာနေ့မှာကျွန်တော်တို့ဘနီအစ္စရာအီတွေကနော်ဖီရအောင်ရဲ့အန်တီယေကနေပြီးတော့လွတ်မြောက်ခဲ့တယ်အဲ့ဒီနေ့မှာအလ္လာဟ်ရှင်လွတ်မြောက်မှုချီးမြှင့်ခဲ့တယ်အဲ့ဒီအတွက်တမန်တော်မူဆာအလိုင်ဟိဝါဆလမ်ကအဲ့ဒီနေ့မှာအလ္လာဟ်ကိုကျေးဇူးတင်တဲ့အနေနဲ့ရိုဇာထားတော်မူခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်တို့လည်းပဲရိုဇာထားကြတာဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကိုသူတို့အဲ့ဒီလိုအဖြစ်ပေးတဲ့အခါကျတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်အမိန့်ရှိတယ်။တော့ငါတို့ကမူဆာအလိုင်ဟိဝါဆလမ်နဲ့ပတ်သက်လာရင်တော့ဒီဝတ္တရားကိုကြည်ပွန်ဖို့အတွက်ပို့ပြီးတော့ထိုက်တန်တယ်ပို့ပြီးတော့ဝတ္တရားရှိတယ်။အဲ့ဒီတော့ငါတို့လည်းပဲထားကြအဲ့ဒီလိုနဲ့အဲ့ဒီအချိန်ခါစားပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကတဲ့အာရှူရာနေ့ကရိုဇာကိုကိုယ်တိုင်ထားယုံနေမကဘူးတော့တခြားသူတွေကိုပါတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကထားဖို့အတွက်တိုက်တွန်းအမိန့်ပေးခဲ့နော်ဒီလိုဒီဝဲတီမှာဒီလောက်ထိလာရှိတယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကနော်ဖရတ်ကေအမိတခုတကဲ့သို့အာရှူရာနေ့ရဲ့ရိုဇာကိုထားဖို့အတွက်ဆွာဘာတွေကိုတိုက်တွန်းခဲ့ဘူခါရီရဲ့ဒီဝဲမှာဒီလိုလာရှိတယ်တရက်အာရှူရာနေ့မနက်မှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကဆွာဘာနှစ်ပါးကိုအန်ဆွာလီနေတဲ့ရွာတွေကိုလှုပ်ပြီးတော့ဒီလိုချီညာခိုင်းတယ်ဘသူမနက်ခရဲကရိုဇာထားလေအဲ့ဒီလူဆက်ပြီးတော့ညနေအထိရိုဇာထားလျက်နေအကယ်၍ဘသူကမနက်တုန်းကစားတော့ပြီးသွားပြီလေစားတော့ပြီးပြီလေအဲ့ဒီလူကြံရှိတဲ့အချိန်ကိုမစားဘဲမတော့ဘဲနဲ့ရိုဇာထားတဲ့ပုံစံအတိုင်းဆက်နေလိုက်ကြဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်အဲ့ဒီလိုချင်ညာခိုင်းတယ်ဆိုလိုတာကအဲ့ဒီလောက်အာရှူရာရဲ့ရိုဇာကိုအစပိုင်းမှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်အထူးတလေအလေးအနက်ထားပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ရိုဇာထားဖို့အားလုံးကိုတိုက်တွန်းခဲ့တို့ပေမဲ့နောက်ပိုင်းမှာရမ်ဇန်လမြတ်တဲ့ရိုဇာဖရတ်အဖြစ်နဲ့တော့ကြာရောက်လာတဲ့အခါကျတော့အာရှူရာရဲ့ရိုဇာနဲ့ပတ်သက်ပြီးတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်တော့ခွင့်ပြုချက်ပေးခဲ့တယ်ဘယ်သူထားလို့လဲထားလို့ရတယ်တော့ဘယ်သူမထားလို့လဲအာရှူရာရဲ့ရိုဇာမထားဘဲနဲ့လည်းနေလို့ရတို့ပေမဲ့လည်းပဲတဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကတော့တော့ရမ်ဇန်ရဲ့ရိုဇာဖရတ်ဖြစ်ပြီးနောက်ပိုင်းမှာလည်းပဲအာရှူရာရဲ့ရိုဇာကိုတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ဆက်ပြီးတော့ထားခဲ့လုံးပဲတော့ဒီလောက်ထိတင်ပြတယ်တော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ကတဲ့လမ်းမြတ်ရမ်ဇန်ရဲ့ရိုဇာတွေရဲ့နောက်ပိုင်းမှာတခြားနော်နဖီရိုဇာတွေထဲမှာပေါ့နော်အာရှူရာရဲ့ရိုဇာကိုတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်နော်အထူးအလေးပေးပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ထားခဲ့တယ်နော်နောက်ဆုံးတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ဝဖတ်မဖြစ်ခင်နှစ်မှာနော်ဒီလိုအမိန့်ရှိခဲ့တယ်နောက်နေ့အာရှူရာနေ့ကျရင်နော်ငါကိုရောရိုဇာကိုနှလုံးထားဘာဖြစ်လို့လဲယဟူဒီတွေကသူတို့တွေတလုံးထားကြတော့သူတို့တလုံးထားတော့တော့သူတို့ကိုစန့်ကျင်တဲ့အနေနဲ့သူတို့နဲ့မစိတူအောင်တော့ငါတို့တွေနှလုံးထားကြရအောင်ဆိုပြီးတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်မိန့်တော်မူခဲ့သို့ပေမဲ့နောက်တစ်နှစ်အာရှူရာနေ့မှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဟိဝါဆလမ်ရှိတော်မမူခဲ့ဘူးတော့အဲ့ဒီအတွက်ကြောင့်မလို့တမန်တော်ရဲ့ဆန္ဒကအာရှူရာနေ့ကိုရိုဇာနှလုံးတမန်တော်ထားစီလို့တဲ့ယဟူဒီတွေနဲ့မစိတူရအောင်သူတို့ကတလုံးပဲထားတဲ့အတွက်အဲ့ဒီတော့အာရှူရာနေ့နဲ့ပတ်သက်ပြီးပညာရှင်တွေကတင်ပြတယ်ရိုဇာထားမယ်ဆိုရင်အကောင်းဆုံးကနှလုံးထားခြင်းဖြစ်တယ်
နော်ဒီတော့အာရှူရာနေ့ရိုဇာကိုအဲ့ဒီအာရှူရာနေ့မတိုင်ခင်တရက်နဲ့တွဲပြီးဖြစ်အာရှူရာနေ့ပြီးနောက်ရက်နဲ့တွဲပြီးဖြစ်အဲ့ဒီလိုနှလုံးထားတာအကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကတင်ပြနော်ဟာဇတ်အလမ်ဘာအနော်ရှာကက်ရှမီရီရာဟ်မတ်တူလာအလိုင်တခင်ကအာရှူရာနေ့ရိုဇာထားခြင်းနဲ့ပတ်သက်ပြီးပုံစံတချို့တင်ပြတယ်နော်အကယ်၍တက်နိုင်တယ်ဆိုလို့ရှိရင်တော့အာရှူရာနေ့မတိုင်ခင်ကောအာရှူရာနေ့ကောအာရှူရာနေ့ပြီးနောက်နေ့ကောနော်၃ရက်လုံးရိုဇာထားတာအကောင်းဆုံးနော်အကယ်၍နော်ဒါကပထမပုံစံပေါ့နော်အကယ်၍အဲ့ဒီပုံစံမထားပြဘူးဆိုရင်ဒုတိယပုံစံကအာရှူရာနေ့မတိုင်ခင်မွာရမ်လာ9ရက်နဲ့မွာရမ်လာ10ရက်2ရက်ထားတာဒါဒုတိယပုံစံအကောင်းဆုံးဖြစ်နော်အကယ်၍အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တတိယပုံစံကအာရှူရာနေ့နဲ့အာရှူရာနေ့ရဲ့နောက်နေ့နဲ့မွာရမ်လာ10ရက်နေ့နဲ့မွာရမ်လာ17ရက်နေ့နဲ့နော်အဲ့ဒီလိုနှလုံးထားတာနော်ဒါတတိယပုံစံဖြစ်တယ်နော်အကယ်၍တတိယပုံစံလည်းမထားပြဘူးဆိုရင်ဇရုထပုံစံကတော့အာရှူရာနေ့တရက်ထဲလိုသာထားတာမွာရမ်လာ10ရက်နေ့တရက်ထဲလိုသာထားတာဒါလေးပဲထားမပိုင်ဘူးမဟုတ်ဘူးထားခွင့်ရှိတယ်အကယ်၍အကြောင်းအမျိုးမျိုးကြောင့်နှလုံးလိုသာထားဖို့အခက်အခဲရှိတယ်ဆိုရင်လည်းပဲတစ်လုံးနဲ့လိုသာထားလို့ကလည်းထားနိုင်တယ်နော်ဟာဇတ်မောလာနာမန်ဇူရ်နိုမာနီရာဟ်မတ်တူလာအလိုင်တခင်ကနော်ဒီအာရှူရာနေ့ရိုဇာနဲ့ပတ်သက်ပြီးတော့ရေးသားတင်ပြတယ်နော်အကယ်၍နော်အာရှူရာနေ့ရိုဇာတစ်လုံးထားခြင်းလေဆိုရင်လည်းပဲထားလို့ရဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ရဲ့ခေတ်အခါကယေဟူဒီတွေကအာရှူရာနေ့မှာရိုဇာထားကြဒါပေမဲ့ကျွန်တော်တို့ရဲ့ခေတ်အခါမှာတဲ့ယေဟူဒီတွေအာရှူရာနေ့ရိုဇာထားတဲ့ထုံတန်းစင်တာသူတို့မှမရှိတော့နောက်တစ်ခုကကျွန်တော်တို့နဲ့သူတို့နဲ့အာရှူရာနေ့ချင်းနဲ့မတူတော့ဘူးသူတို့ကသူတို့ရဲ့ရက်တက္ကရီတွေကိုနော်ဒီတော့လရဲ့ပြက်ကလေးနဲ့လကိုအခြေခံတဲ့ပြက်ကလေးနဲ့မတွက်ချက်တဲ့အပေါ်မှာသူတို့နဲ့ကျွန်တော်တို့နဲ့အာရှူရာနေ့ချင်းနဲ့ပဲမတူကြတော့ဘူးအဲ့ဒီအတွက်နော်ဒီအာရှူရာနေ့ရိုဇာတစ်လုံးပဲထားမယ်ဆိုရင်လည်းပဲယေဟူဒီတွေနဲ့စင်တူစရာအကြောင်းမရှိတော့ဘူးဆိုပြီးတော့အဲ့ဒီလိုတင်ပြဒါကြောင့်မို့လို့ကျွန်တော်တို့အကောင်းဆုံးကတော့နှလုံးထားဖို့ကြိုးစားပါအကယ်၍နှလုံးမထားပြဘူးဆိုရင်လည်းပဲတော့တစ်လုံးတည်းထားလို့ကလည်းထားနိုင်ပါတယ်ဒီတော့နောက်ဟဒီသ်တော်တရားမှာလာရှိတဲ့တမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ကတဲ့လေးမျိုးသောအရာကိုတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်အင်တမကိုပဲနော်ဆွေမြဲတမန်တော်ပြုလုပ်တော်မူလေးရှိတယ်လေးမျိုးသောအရာနော်အဲ့ဒီလေးမျိုးသောအရာမှာနံပါတ်1ကတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်အာရှူရာနေ့ရဲ့ရိုဇာကိုတမန်တော်အင်တမကိုပဲနော်ဆွေမြဲထားတော်မူတယ်နောက်တစ်ခုကတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်နော်ဒီဇိလ်ဟတ်လာရဲ့နော်ဒီပထမ10ရက်မှာနော်တရက်နေ့ကနေ9ရက်နေ့အထိပေါ့နော်အဲ့ဒီရိုဇာတွေကိုအဲ့ဒီနဖီလ်ရိုဇာတွေကိုတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဆွေမြဲထားတော်မူတယ်နော်ဒီတိုင်းပဲနောက်တစ်ခုကတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်လစဉ်လာတိုင်းမှာ3ရက်တမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်နော်ရိုဇာကိုဆွေမြဲထားတော်မူတယ်ဒီတိုင်းပဲတမန်တော်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ဖဂျ်နမတ်ကဆွန်နတ်ရကာတ်ကိုမပြတ်တမ်းအမြဲတမ်းဖတ်တော်မူတယ်ဆိုပြီးတော့နော်အဲ့ဒီလိုဟဒီသ်တော်မှာလာရှိထားပါတယ်ဒီတော့ဒါကအာရှူရာနေ့နဲ့ပတ်သက်တဲ့အမလ်တရက်ဖြစ်နောက်ထပ်အမလ်တရက်ကနော်ဟာဒီသ်တော်မှာဒီလိုလာရှိထားတယ်နော်မန်ဝဆာအလာအီယာလီဟီဖင်နဖကာယောမအာရှူရာဝဆာအလ္လာဟူအလိုင်ဟီဆာအီရဆနာကုလီဟာနော်ဒီတော့လူတယောက်ကတဲ့ကိုယ့်ရဲ့မိသားစုကိုအိမ်သူအိမ်သားတွေကိုအာရှူရာနေ့မှာချောင်းချောင်းလင်းလင်းနော်ကျွေးမွေးခဲ့မယ်နော်အာရှူရာနေ့မှာနော်ချေချေဝန်းဝန်းသုံးဆွဲနိုင်အောင်လုပ်ပေးခဲ့မယ်ဆိုလို့ရှင်နော်အလရှိမတ်တခင်နော်တနစ်ပတ်လေလုံးအဲ့ဒီလူရဲ့ရိုဇီရိတ်ခါမှာအလရှင်ခြေဝန်းမှုချင်းမြတ်တော်မူမယ်ဆိုပြီးတော့ဒီလိုလေးပဲအာရှူရာနေ့နဲ့ပတ်သက်ပြီးထွန်းမြတ်မှုလာရှိထားတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့နော်အာရှူရာနေ့ရဲ့နောက်အမှန်တစ်ခုကကျွန်တော်တို့မိမိရဲ့အိမ်သူအိမ်သားမိသားစုဝင်တွေကိုအဲ့ဒီနေ့မှာအကောင်းဆုံးကောင်းကောင်းမွန်မွန်နော်ချောင်းချောင်းလေးလေးအဲ့ဒီနေ့ကျရင်ကျွေးမွေးမယ်အဲ့ဒီနေ့ကျရင်မိသားစုအတွက်သုံးဆွေမယ်ဒါလေးပဲနောက်ထပ်အမှန်တစ်ခုဖြစ်ဟာဇ်ဆူဖီယန်ဆာဝီရာဟ်မတ်တူလာအလိုင်တခင်ကအမိရှိတယ်နော်ကျွန်တော်ရဲ့ဇင်ဒဂီမှာတဲ့အဲ့ဒါကိုလက်တွေ့ကြကြကျွန်တော်အမြဲတမ်းစံသက်ခဲ့တယ်အမြဲတမ်းအဲ့ဒါကိုလက်တွေ့ကြကြဒီအချိုးရလက်ကိုခံစားခဲ့ရတယ်ဆိုပြီးတော့အဲ့ဒီလိုတင်ပြတယ်နော်သူပေမဲ့လည်းပဲကျွန်တော်တို့တခုအထုတလည်းမှတ်ထားတင်တာကနော်ရိုဇီရိတ်ခါခြေဝန်းစီမဲ့နော်အမလ်ဖြစ်တယ်ဒီအမလ်ကသူပေမဲ့နော်အဓိကအချက်ကတော့နော်ကျွန်တော်တို့ရဲ့နော်အိမ်မှာဒီနှစ်ချက်ကတော့အမြဲတမ်းရှိနေရမယ်အဲ့ဒါကတစ်ချက်ကကုနာတွေကိုရှောင်ကျဉ်ခြင်းနဲ့နောက်တစ်ချက်ကနော်အလတ်ပေးထားတဲ့တောင်းဝန်တွေကိုကြည်ပွန်ခြင်းနော်အဲ့ဒီနှစ်ချက်ကတော့အမြဲတမ်းရှိနေရမယ်အဲ့ဒီနှစ်ချက်မရှိဘဲနဲ့နော်ကျွန်တော်တို့နော်ရိုဇီရိတ်ခါခြေဝန်းဖို့ဆိုတာမျှော်လင့်လို့မရဘူးနော်ဒီအတွက်ကြောင့်ဒီနှစ်ချက်ကိုလည်းပဲဂရုစိုက်ရင်းနဲ့အင်ရှာအလ္လာဟ်ဒီအမလ်ကိုပဲကျွန်တော်တို့နော်လုပ်မယ်ဆိုလို့ရှိရင်နော်တစ်နှစ်တာရဲ့ရိုဇီရိတ်ခါခြေဝန်းမှုရဲ့အကြောင်းကံဖြစ်ပါလိမ့်နော်ဒီတော့နော်ဒီဟဒီသ်တော်ကနေသိရတာကမိမိရဲ့အိမ်သူအိမ်သားတွေကိုရိုဇီရိတ်ခါ
နော်အင်သူအင်သားတွေကိုချောင်းချောင်းလဲလဲအင်ကြီးကြရင်ပြီးပြီးတော့သုံးဆွဲစီခြင်းကကိုယ့်ရဲ့လူစီရိတ်ခါကျဲဝန်းဖို့ရဲ့အကြောင်းတန်းဆိုတော့နော်အင်သူအင်သားတွေတင်မကကိုယ်ပဝင်းကျင်မှာရှိတဲ့နော်မတန်နိုင်တဲ့သူတွေဆင်းရဲတဲ့သူတွေသူတို့ကိုပါကိုကကြည့်ရှုမယ်သူတို့ကိုပါကိုရဲရဲရောပေးကမ်းကျွေးမွေးမယ်ဆိုရင်ဘလောက်တောင်မှအလရှိမတ်တခင်ပူပြီးတော့နှစ်သက်နော်ဒါနဲ့ပတ်သက်ပြီးဝါကေယာလေးတစ်ခုနော်တင်ပြထားတာရှိတဲ့စာအုပ်တွေမှာနော်ဒီတော့တခါကလူတယောက်ရှိတယ်တဲ့အဲ့ဒီလူကတော်တော်လေးဆင်းရဲတဲ့မွတ်စလမန်ပဲနော်သူကအရှူရာနေ့မှာရိုးသားထားပြီးတော့နော်အရှူရာနေ့ညနေမှာဝါဖီဖို့အတွက်သူအိမ်သူအိမ်သားတွေအစိမ့်မတီးဘူးတော်တော်အခက်ခဲရောက်နေတယ်ဝါဖီစာဝယ်ဖို့နော်ဝါဖီစာလုပ်ဖို့အတွက်သူစီမှာဘာမှမရှိဘူးဖြစ်အဲ့ဒီလိုနဲ့သူကသူ့ရဲ့အင်ဒီနာမှာမွတ်စလင်အိမ်တဲ့အိမ်ရှိတယ်အဲ့ဒီမွတ်စလင်အိမ်ကမွတ်စလင်မိတ်ဆွေစီသူသွားတယ်သွားပြီးအကူကြီးတောင်းပေးမယ်အဲ့ဒီအိမ်ကမွတ်စလင်မိတ်ဆွေကညင်းပြီးတော့လွတ်လိုက်အဲ့ဒီလိုနဲ့သူနောက်ဘေးအိမ်သွားတယ်ဘေးအိမ်ကယဟူဒီတယောက်ရဲ့အိမ်ဖြစ်နော်ယဟူဒီကိုသူအကျိုးချောင်းပြောပြတော့အဲ့ဒီယဟူဒီကသူ့ကိုနော်ကူညီပေးကမ်းလိုက်အဲ့ဒီလိုနဲ့ဘာဖြစ်လဲဆိုတော့ညအချိန်ရောက်တယ်ညအချိန်ရောက်တော့ဒီသူ့ကိုညင်းလိုက်တယ်မပေးလိုက်တယ်မွတ်စလင်မိတ်ဆွေကနော်ညဘက်အိမ်မက်အိမ်မက်ထဲမှာဘာတွေ့ရလဲဆိုတော့ကီယာမတ်နေ့ဖြစ်နေတယ်အင်တန်တုံလို့ချောင်ချဖို့ကောင်းနေတယ်နော်အင်တန်ဆွေရင်တောကာတွေဖြစ်နေတယ်အင်တန်မကိုပဲရေးစားလောင်နေတယ်နော်အဲ့ဒီအချိန်မှာတဲ့မျက်စိရဲ့အရှိမှာအင်တန်ခန္ဓာထေဝါတဲ့နော်ဖြူဖွေးနေတဲ့နော်ကြောင်းမြတ်တွေနဲ့တိဆောက်ထားတဲ့နန်းတော်ကြီးကိုတွေ့တယ်တကားတွေအားလုံးကမိကျဲနေတဲ့ပရမယာတွေနဲ့လှုပ်ထားတယ်နော်အဲ့ဒီနန်းတော်ရဲ့အဝကိုသွားပြီးကျွန်တော်ကိုကြီးလေးတိုက်ပါဆိုပြီးလမ်းပြောတော့နန်းတော်ရဲ့အထက်ကနေအတန်လာတယ်တဲ့မဏိကတီတီနန်းတော်ကခင်ရရဲ့အိမ်ပဲနော်သူ့ပေမဲ့လည်းပဲခင်ဗျာနော်ဒီတော့အာရှူရာနေ့မှာရိုဇာထားပြီးတော့နော်ဝါဖြီဖို့အခက်အခဲဖြစ်နေတဲ့လူတစ်ယောက်ကိုခင်ဗျာကူညီဖို့ညှင်းဆန်လိုက်နော်အဲ့ဒီညှင်းဆန်မှုကြောင့်ဒီအိမ်ရဲ့နာမည်ကခင်ဗျာရဲ့နော်ပိုင်ဆိုင်မှုခင်ဗျာနာမည်ကနေအလရှိမတ်တခင်ကယဟူဒီတစ်ယောက်ရဲ့နာမည်ကိုပြောင်းပေးလိုက်ပြီးနော်အဲ့ဒီလိုပြောတာကိုသူကြားလိုက်ရတော့သူမနဲ့အေးရထားတာနဲ့သူပြီးကယဟူဒီရဲ့အိမ်ကိုပြေးပြီးတော့သွားနော်ယဟူဒီကိုသူမေးတယ်ခင်ဗျာမနေ့ကဟိုလာပြီးအကူကြီးတောင်းတဲ့သူကိုဘယ်လောက်ပေးလိုက်ယဟူဒီကပြောတယ်ငါသူ့ကိုဒီရမ်10ပြားပေးလိုက်တော့ကျွန်တော်ခင်ဗျားကိုအပြား100ပေးမယ်ကျွန်တော်အဲ့ဒီ10ပြားရဲ့ဆဝပ်ကျွန်တော်လိုချင်တယ်နော်ခင်ဗျားမနေ့ကပေးလိုက်တဲ့10ပြားရဲ့ဆဝပ်လိုချင်တယ်အဲ့ဒီအစားကျွန်တော်အပြား100ဒီရမ်100ကျွန်တော်ခင်ဗျားကိုပြန်ပြီးတော့ပေးမယ်နော်အဲ့ဒီခါယဟူဒီကပါပြန်ဖြေပေးလဲဆိုတော့နော်100မပြောနဲ့1000ပြီးရင်တော့မှနော်ကျွန်တော်အဲ့ဒီဆဝပ်ကိုခင်ဗျားကိုမပေးနိုင်ဘူးနော်ကျွန်တော်သိတယ်ခင်ဗျားညတော့ကအိမ်မက်မှတ်ပြီးကျွန်တော်စီရောက်လာတာမလားခင်ဗျားမှတ်တဲ့အိမ်မက်နဲ့တပုံတန်နဲ့ကျွန်တော်လည်းပဲညတော့ကမှတ်ခဲ့လေအဲ့ဒီလိုပြောပြီးတော့အဲ့ဒီယဟူဒီကအဲ့ဒီမှာပဲကလီမာကိုဖတ်လိုက်တယ်နော်အဲ့ဒီမှာပဲအီမန်ယူလိုက်တယ်နော်တကြောင်မလို့ကျွန်တော်တို့နော်အာရှူလာနေ့မှာကိုယ့်ရဲ့မိသားစုကြီးပဲနော်ကိုမကြည့်ပဲနဲ့ကိုယ့်ရဲ့မိသားစုကိုပဲကိုနော်ချောင်းလဲဖြစ်အောင်လုပ်တာမျိုးမဟုတ်ပဲနဲ့ကိုဘူပီပဝင်းချင်းကိုဆွေမျိုးသားချင်းကိုအိမ်ကြီးချင်းနေတဲ့ကမပြေလေတဲ့သူတွေကြက်တဲတဲ့သူတွေကိုပါကျွန်တော်တို့ပီကန်ကြည့်ရှုမယ်အဲ့ဒီနေ့ကျွေးမွေးမယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့နော်အလရှိမတ်တခင်ရဲ့နှစ်သက်မှုကိုရဖို့အကြောင်းကံပဲနော်ဒီတော့အာရှူရာနေ့အမန်နဲ့ပတ်သက်ပြီးဟာဒီစ်တော်တပုတ်ကရိုဇာထားဖို့နောက်တပုတ်ကနော်မိသားစုကိုချောင်းလဲကျွေးမွေးဖို့ဆိုတော့ဒီနှစ်ပုတ်အပေါ်မှာဘလို့အမန်လုပ်ရမလဲဒါနဲ့ပတ်သက်ပြီးဟာဒီရှိတ်ယူနုစ်ဂျွန်ဘူရီရာဟ်မတ်တူလာလိတခင်ကိုလူတယောက်ကလာပြီးတော့နော်ရှိတ်ယူနုစ်ဂျွန်ဘူရီရာဟ်မတ်တူလာလိကပါပြန်ဖြေပြီးလေဆိုရင်ဒီနှစ်ပုတ်အပေါ်မှာအမန်လုပ်ဖို့ကလွယ်လွယ်လေးပဲတဲ့အကယ်၍နေ့အချိန်မှာရိုဇာထားလိုက်မယ်ဝါဖြီတဲ့အချိန်မှာအင်တမကိုပဲစားကောင်းတောက်ဖွယ်ဒီနဲ့ဝါဖြီစားတောက်မယ်ဆိုရင်နော်ရိုဇာထားတဲ့ဟာဒီစ်အပေါ်မှာလည်းအမန်လုပ်တာနော်အမန်လုပ်ရကြသလိုနော်ဒီချောင်းလေးကျွေးမွေးစားတောက်တဲ့ဟာဒီစ်အပေါ်မှာလည်းပဲအမန်လုပ်ရကြပါတယ်နော်ဒါကြောင့်လို့ဒါအာရှူရာနေ့နဲ့ပတ်သက်တဲ့အမန်ဒီဖြစ်ပါတယ်ဒီတော့အာရှူရာနေ့ကျရင်ကျွန်တော်တို့နော်အထူးသဖြင့်နော်ရိုဇာထားနိုင်ဖို့နဖီရိုဇာဆိုပြီးမဲ့လည်းပဲဒီရိုဇာကိုကျွန်တော်တို့အလေးနဲ့ထားပြီးတော့ထားတင်တယ်နော်ဒီတော့ရိုဇာထားနိုင်ဖို့အထူးတလဲနော်စူးစမ်းပြီးတော့နော်ဒီတိုင်းပဲအာရှူရာနေ့ကိုလည်းပဲကျွန်တော်တို့နော်ထွတ်မြတ်တဲ့နေ့တစ်နေ့ဖြစ်တယ်ဒီနေ့မှာအလရှိမတ်တခင်ကနော်ဗနီအစ္စရာအီတွေကိုအင်မတန်ကြီးမားတဲ့ဒုက္ခကနေပြီးတော့အလရှင်လွတ်မြောက်မှုပေးလိုက်တယ်ဆိုတော့နော်ဒီတော့အဲ့ဒီရဲ့အကြောင်းကံနဲ့နော်ကျွန်တော်တို့ရဲ့အခက်အခဲတွေကနေလည်းလွတ်မြောက်မှုရရှိဖို့နော်ဒီတိုင်းပဲကျွန်တော်တို့ကိုလည်းပဲအလရှင်မတ်တခင်နော်လက်ခံဖို့ကျွန်တော်တို့သွားတွေလုပ်မယ်ဆိုရင်လည်းပဲသွားတွေကဘူလ်ဖြစ်မယ်လို့ဒါညွှန်လင်းလို့ရတယ်ဒီတော့အာရှူရာနေ့ကိုနော်ကျွန်တော်တို့အကျိုးရှိစွာအသုံးချပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ဒီတင်ပြမှုလေးကိုဒီကုန်းချုပ်အပ်ပါတယ်ဝါခီရူတာဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီ